Hello Freddy Football AD ပြည်သက်များအားလုံးမင်္ဂလာပါဒီနေ့ဩဂတ်လ23ရက်ကြာသပတေးနေ့မှာယူရိုပါလိတတိယဆင့်ဒုတိယကြော့ခြေစစ်ပွဲတွေကွန်ဖရင့်လိတတိယဆင့်ဒုတိယကြော့ခြေစစ်ပွဲတွေကစားဖို့ရှိတယ်အခုယူရိုပါလိတတိယဆင့်ခြေစစ်ပွဲဒုတိယကြော့ပွဲတွေကိုကြိုက်ချင်းတွင်ကြလိုက်တော့အစီအစဉ်ကနေသုံးသပ်ခံမှန်းပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဘက်စစ်တက်နဲ့ခရာလက်ပွဲကိုသုံးသပ်ခံမှန်းလိုက်ပါတယ်ဗိုလ်ဒူးရင်းည7နာရီခွဲမှာကစားမှာဖြစ်တယ်ဒီပွဲမှာဘက်စစ်တက်ကတလုံးရှုံးပေါက်ပါတယ်ပထမကြောခရလက်ကွင်းမှာကစားတော့ဘက်စစ်တက်က1-0နဲ့နိုင်လာခဲ့တယ်ဗျအဲ့တုန်းကဘက်စစ်တက်တယောက်ထုတ်ခံရတယ်တယောက်ရော့တော့မှပဲအနိုင်ကိုတွင်းသွားတာကိုလည်းတွေ့ရတယ်ဒါလည်းထူးခြားမှုဖြစ်ပါတယ်အဲ့တော့တူရကီပြည်တွင်းတိမစားသေးဘူးဆိုတော့ဘက်စစ်တက်ပြည်သက်တွေဟာသူတို့ကလပ်အသင်းရဲ့နီးပြအသစ်အီတလီနီးပြအီတာလီယာနိုရဲ့အနေအထားကိုကြည့်ချင်နေကြပုံပေါ်တယ်အစ္စတန်ဘူလ်ကဘက်စစ်တက်ပြည်သက်တွေဘောလုံးပွဲလည်းငတ်နေကြတယ်ဒီပွဲမှာလာပြီးအပန်းဖြေပတ်ဝဲကြလိမ့်မယ်အားပေးကြလိမ့်မယ်လို့ပြောလင့်ထားပါတယ်အခုတလုံးရှုံးပေါက်ကြီးမှာတော့ဘက်စစ်တက်ပဲကြည့်ရမှာဖြစ်ပါတယ်နီးပြတဲ့အီတာလီယာနိုလည်းပဲအရင်နီးပြတွေနဲ့မတူဘူးဆိုတဲ့အကြောင်းသူပညာပြလိမ့်မယ်ပေါ့ဗျာအဲတော့ဘက်စစ်တက်ကိုပဲကစားမယ်ပွဲဖြစ်ပါတယ်ဟိုနောက်တစ်ပွဲက Gornis နဲ့ Ferencváros ပွဲဖြစ်တယ် Gornis ဆိုတာပိုလန်ကလပ်ဖြစ်တယ် Ferencváros ကဟန်ဂေရီကလပ်ဖြစ်ပါတယ်ပထမကြော့ဟန်ဂေရီကွင်းမှာကစားတော့ Ferencváros က1-0နဲ့နိုင်ခဲ့ပါတယ်အဲ့တော့ Ferencváros ကဒီပွဲမှာဒီကစားနိုင်နောက်တစ်ဆင့်တက်ပြီပေါ့ဗျာGornis အနေနဲ့ကတော့ဒီပွဲအနိုင်ရမှာဖြစ်မယ် match win game ပွဲဖြစ်တယ် Gornis အနေနဲ့အဲ့တော့ပိုလန်ကလပ်တင်းတွေကအိမ်ဝင်းဆိုရင်လည်းစွာတယ်အတက်ကင်းနဲ့ဦးစားပေးကစားကြတဲ့အသင်းတွေဖြစ်တယ်ပေါက်ကြီးကိုကြည့်လိုက်တော့ Gornis က level 80ပြီးပေးထားတယ်အဲ့တော့ဒီပွဲက Gornis ကစားအားတင်လာမယ်ပွဲလို့မြင်တယ်ကျွန်တော် body မှာ Gornis ကိုရွေးချယ်တယ်ပြီးတော့ဒီပွဲကိုပေါင်းအပေါ်ကိုပဲထပ်ပြီးကြိုက်ပါတယ်နှမျိုးရွေးချယ်ထားတယ်ကျွန်တော်နဲ့အကြချင်းတူခဲ့မယ်ဆိုလို့ရှိရင်ဘယ်ရင်းကိုအားတန်တဲ့ဥစ္စာကိုတင်ကစားကြည့်ပေါ့နော်အကြချင်းတူခဲ့မယ်ဆိုရင်ပေါ့ Gornis ကချန်ပီယံလိဒုတိယဆင့်ခြေစစ်ပွဲကနေဆင်းလာပြီးတော့အခုလိုယူရိုပါလိတတိယဆင့်ခြေစစ်ပွဲလာကစားရတာဖြစ်တယ်ဖီနာဘာချီနဲ့ကစားတော့သူ့အိမ်ကွန်မှာဖီနာဘာချီကို1-1တီကစားခဲ့တာတွေ့ရပါတယ်အဲ့တော့ဖီနာဘာချီရဲ့အနေထားနဲ့ Ferencváros အနေထားနဲ့ပြန်ချိန်ထိုးကြည့်မယ်ဆိုရင်လည်းပဲဖီနာဘာချီကအခု Ferencváros ရဲ့ပုံမြင်နေကျွန်တော်ဒီလိုပဲသတ်မှတ်ထားမိပါတယ်နောက်တစ်ပွဲကတော့ Omonia Nicosia နဲ့ Lincoln နဲ့ဆိုပွဲဖြစ်တယ်Omonia က Cyprus ကလပ်တင်ဖြစ်ပါတယ် Lincoln ကတော့ Gibraltar ကလပ်တင်နေဖြစ်ပါတယ်အဲ့ဒါကြောင့်လို့ထင်ပါတယ်အခုဒီပွဲမှာ Omonia ကနှလုံး80ရှုံးထိကြီးပေါက်ထားတယ်ကြီးရတော့ခပ်ပြင်းပြင်းကိုပေါက်ထားတဲ့ကြီးဖြစ်တယ်ပထမကြော့ Gibraltar ကွင်းမှာကစားတော့1-1တီကြခဲ့တယ်အဲ့ဒီပွဲမှာတော့ Omonia နောက်တန်းက Nico Tasic ကကာဂိုလီပြီးတော့နောက်တန်းတွင်းလူကိုလီဘာလီတို့ပွဲပယ်ခံထားရတာပေါ့ဗျာအဲ့တော့အဲ့တုန်းကတော့ Omonia ဟာတော်တော်လေးအားနေပြီးတော့ Gibraltar ကိုသွားကစားရတယ်အဲ့မှာ1-1တီကစားလာခဲ့တာပေါ့အခုဒီပွဲမှာကြတော့အဲ့ဒီပွဲပယ်ခံထားရတဲ့ Omonia ရဲ့ကီးပလီယာ3ယောက်စလုံးလူဆုံပြန်ပါလာနေဖြစ်တယ်ပြန်ကစားလို့ရနေဖြစ်တယ်ဒါကြောင့်မို့လို့လေကြီးကနှလုံး80ရှုံးကြီးပေါက်ထားလို့ယုံကြည်ထားမိတယ်3ခုဘက်မှာကြီးအောင်မဲ့ပွဲဖြစ်နေတာဟုတ်အဲ့တော့ကြီးရောက်ခပ်ပြင်းပြင်းပေါက်နေတော့ဒီပွဲကလူပြန်ဆုံပြီးဖြစ်တဲ့အတွက် Omonia ပဲကြိုက်ပါတယ် Omonia ပဲနေလိုက်ပါမယ်ကျွန်တော်ဒီပွဲကိုခံမှန်းတဲ့အခါဟုတ်ပြီးခဲ့တဲ့တစ်ပတ်ကဒန်နိုဇာဂရက်နဲ့ကာအိုနိုဇက်စီတွေပွဲခံမှန်းတယ်လို့မျိုးပေါ့အဲ့တော့ကလည်းအခုလိုမျိုးပဲကြီးကခပ်ပြင်းပြင်းပေါက်တော့အာကြီးမအောင်တော့ပါဘူးဆိုပြီးတော့ကာအိုနိုဇက်စီတွေကိုယူလိုက်တာအေရှင်ဒန်နိုဇာဂရက်က5-0ဆိုပြီးကြိတ်လောက်လိုက်တာပေါ့နော်ဒါလည်းကျွန်တော်သင်ခန်းစာရရှိထားတယ်ဆိုတော့အခုလည်းပဲတော့ Omonia ကိုပဲရွေးချယ်ပါတယ်ကြီးပြင်းတဲ့ Omonia ကိုပဲကြိုက်ပါတယ်နောက်တစ်ဝဲက Pafos နဲ့ Celtic ပွဲအဲ့တော့ပထမကြော့ Celtic မှာကစားတော့ Celtic က1-0နဲ့နိုင်ပါတယ်Pafos ကလည်း Omonia လိုပဲ Cyprus ကလပ်တင်ဖြစ်တယ်အဲ့တော့ဒီနေ့မှာတော့ Cyprus မှာတော့ယူရိုပါလိခြေစစ်ပွဲတွေများနေတယ်ပေါ့နော်အဲ့တော့မနေ့တော့ Pafos ကချန်ပီယံလိဝင်ရတာလည်းမှတ်မိကြမယ်ထင်ပါတယ်မနေ့က Pafos က League 10ပွဲကစားတဲ့ခါမှာကစားပြီးတော့အဆင့်26မှာရပ်တည်သွားခဲ့တယ်နောက်တစ်ဆင့်ကိုတက်နိုင်ချေရှိတာပေါ့ဗျာအဲ့မှာ Benfica နဲ့ရမှတ်အတူတူပဲ Benfica ရဲ့26မှာဒါပေမဲ့ဂိုးကွာချချက်မှာ Benfica ကတာတော့ Benfica ကနောက်တစ်ဆင့်ကို24ဆင့်ကနေတက်သွားပြီးတော့ Pafos ကကြိုင်းခဲ့တာဖြစ်တယ်ပြောချင်တာဒီ Pafos ကနာမည်အားဖြင့်အသင်းငယ်တွေဖြစ်နေတော့လဲအရန်ကြီးတော့ညံ့နေတော့အသင်းမဟုတ်ဘူးဒါလေးကိုသိစေချင်လို့မနေ့ကအနေထားလေးထည့်ပြောခြင်းဖြစ်ပါတယ်အဲ့တော့မနေ့ကအိမ်ကွန်းပွဲတွေကစားတော့သူကဘိုင်ယန်မြူးနစ်ကိုတော့သူ့အိမ်ကွန်းမှာရှုံးတယ်အိမ်ကွန်း၄ပွဲကစားတာဘ
ဗီလာရီရဲ့1-0နဲ့နိုင်တယ်စလာဗီယာဘရက်ကို4-1နဲ့နိုင်တယ်နောက်မိုနာကိုနဲ့2-2တည်ကြတယ်အိမ်ဝင်းကောင်းနဲ့ပါဖို့ဖြစ်တယ်ဒီချက်လက်တွေကိုမူတည်ပြီးတော့အခုဒီဘက်ကပေါက်ကြီးကိုကြည့်လိုက်တော့လည်းပဲဟိုဆဲဘက်ကပြန်တော့ပေါက်ကြီးပေးထားတယ်ဆိုတော့အခုဒီဘက်ကျွန်တော်ပါဖို့ပဲရွေးချယ်တယ်ကျွန်တော်ပါဖို့ပဲကြိုက်ပါတယ်နောက်တစ်ဘက်ကကလာစမစ်နဲ့လက်စ်ပိုစနန်ပွဲဖြစ်ပါတယ်ဒီပွဲကတော့ဩဂတ်စ်လ23ရက်နေ့ညတကောင်ရံကျော်12နာရီကျော်မှာကစားမှာပါနော်ပထမကျော်လက်စ်ပိုစနန်ကွင်းမှာကစားတော့လက်စ်ပိုစနန်ဟာ1-0နဲ့နိုင်ပါတယ်လက်စ်ပိုစနန်ဟာပူလန်ကလပ်တင်ဖြစ်တယ်အိမ်ဝင်းကောင်းတဲ့တင်ဖြစ်တယ်ဒါပေမဲ့ဒီကလာစဘက်ကိုဂိုးပြတ်တော့မကန်နိုင်ဘူး1-0နဲ့ပဲနိုင်တယ်ကလာစဘက်ကတော့ဖာရိုဂျွန်းစုကလပ်တင်ဖြစ်တယ်အဲ့တော့ဒီဖာရိုဂျွန်းစုဆိုတာကဟိုဒိမတ်တို့နော်ဝေတို့ဆွီဒင်တို့နယ်မြေထဲမှာရှိတယ်အဲ့တော့ပူလန်ကလပ်တင်နေနဲ့သွားလာတော့နည်းနည်းလေးတော့ဒေသစိမ့်နေတဲ့အနေအထားမှာရှိတယ်အဲ့ဒါကကလာစဘက်ရဲ့အားသာချက်ဖြစ်တယ်အဲ့သူ့အိမ်ဝင်ရောက်ရင်ကလာစဘက်ကအကောင်းဆုံးပုံစံနဲ့ကစားတတ်လေးရှိတယ်အခုဒီဘက်မှာလက်စ်ပိုစနန်ကတလုံး20နိုင်ပေါက်တယ်အခုဒီဘက်မှာလက်စ်ပိုစနန်နိုင်သွားရင်အဲ့ပြား20ပဲကျွန်တော်ကတည်ကြမယ်လို့ပဲယုံကြည်ထားမိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အခုဒီဘက်မှာတော့ကျွန်တော်ကလာစဘက်ကိုယူချင်ပါတယ်ကျွန်တော်ကလာစဘက်ကိုကြိုက်ပါတယ်နောက်တစ်ပွဲကဘိုင်ကင်ဂါနဲ့3ပွဲဖြစ်တယ်ဒီပွဲလည်းဩဂတ်23နေ့ညတကောင်ရံကျော်7နာရီပွဲမှာကစားမှာဘိုင်ကင်ဂါကအိုက်စလန်ကလပ်တင်ဖြစ်ပါတယ်3ကတော့ဆွစ်ဇာလန်ကလပ်တင်ဖြစ်တယ်ပထမကျော်ဆွစ်ဇာလန်မှာကစားတော့3က3-0နဲ့ကိုပြတ်နိုင်ထားတယ်အခုဒီပွဲမှာဘိုင်ကင်ဂါကလည်းပဲပြား20ပေးတယ်အခုဒီပွဲမှာကျွန်တော်ဆွစ်ဇာလန်ကလပ်3ကိုကြိုက်တယ်ပြီးတော့နှစ်ဖက်9သွင်းလိမ့်မယ်ကျွန်တော်9ပေါင်းအပေါ်ပါထပ်ပြီးကြိုက်ပါတယ်โอเคနောက်တစ်ပွဲကအန်ဒါလက်နဲ့ PAOK ပွဲဖြစ်တယ် PAOK ဆိုတာ Greek club ပေါ့နော်အန်ဒါလက်ကတော့ဘယ်ဂျီယန်ကလပ်အားလုံးသိကြမှာပါအခုဒီပွဲမှာ PAOK ကအပေါ်ကြီးပြန်ပေါက်တယ်အပြား20ပြန်ပေးတယ်ဘာဘောလဲတော့မသိဘူးပထမကျော့ဂရီကွင်းမှာကစားတော့ PAOK က1-0နဲ့ရှုံးလာခဲ့တာအဲ့ဒါကိုအခုလည်းပဲပြန်ပြီးတော့အပေါ်ကြီးပေါက်အေးပေါ့ဗျာအခုဒီပွဲမှာတော့ PAOK ကဘာလဲဖောင်ဖြက်ကစားရမယ်ပွဲပေါ့နော်အခုဒီပွဲမှာအန်ဒါလက်ဘော်ဒီကိုကြိုက်တယ်9ပေါင်းအပေါ်ကိုလည်းကြိုက်ပါတယ်ကျွန်တော်2မျိုးရေးချက်ထားတယ်နောက်တစ်ပွဲက Ranger နဲ့ JJL လိုနေရာပွဲဖြစ်တယ်မိုးရီရွာလာရွာအတန်လေးဒီမျိုးဖြစ်နေတယ်တင်းခံပြပါနော်အဲ့တော့နောက်ပွဲကတော့ Ranger နဲ့ JJL လိုနေရာပွဲဖြစ်တယ်ဒီပွဲလဲဩဂတ်လ23ရက်ညညနေပိုင်းတနာရီမှာကစားမှာအခုဒီပွဲမှာ Ranger ကတလုံးကို10ပြားနိုင်ပေါ့ပထမကျော့ JJL လိုနေရာမှာသွားကြရတော့ Ranger က2-1နဲ့ရှုံးလာခဲ့တယ်အဲ့တော့ဒါကြောင့်ဒီပွဲက Ranger အနိုင်ရဖို့လိုတဲ့ပွဲဖြစ်တယ်ဆိုတော့အခုဒီပွဲမှာနှစ်ဘက်9သွင်းလိမ့်မယ်ကျွန်တော်9ပေါင်းအပေါ်ပဲကြီးချစ်တယ်တမျိုးတည်းပဲကြီးချစ်ထားပါတယ်နောက်တစ်ပွဲက Hus နဲ့ Birmingham ပွဲဖြစ်ပါတယ်ဒီဘက်မှာ Birmingham ကတလုံး5မှုရှုံးပေါက်ပါတယ် Hus ကတော့ Scottish Club ဖြစ်တယ်အဲ့တော့ပထမကျောင်းမှာ Birmingham က7-1နဲ့ကိုဂိုးပြတ်ကြိတ်ထားတယ်ဒါကြောင့်အခုဒီဘက်မှာ Birmingham လူချန်ပြီးတော့ကစားလာလိမ့်မယ်လို့ရှားမိတယ်အဲ့တော့ဒီဘက်မှာ4လုံးတီသူရှုံးလို့ရတဲ့ပွဲဖြစ်တယ်အရန်ကစားသမားတွေ Birmingham 3လာနိုင်ပါတယ်ပေါက်ကြီးကပြင်းလုံးနေလို့မြင်တယ်အဲ့တော့ဟိုဒီနေ့ကကာဦးလူဇက်ဂျီတင်နဲ့ဒိုင်နမိုဇာဂရက်ပွဲကာဦးလူဇက်ဂျီပွဲမှာကန်တော့ကဒိုင်နမိုဇာဂရက်အပေါ်ကြီးပေါက်ခဲ့တယ်လေဂိုးမပြတ်နိုင်ဘူးလို့ကျွန်တော်ပြောခဲ့တယ်အမှဟိုဒိုင်နမိုဇာဂရက်တော့နိုင်သွားလိမ့်မယ်ဂိုးမပြတ်နိုင်ကြီးမောင်နိုင်ဘူးဆိုတော့တကယ်လည်းပဲကြီးမောင်ဖြစ်သွားတယ်အခုလည်းပဲဘေမီကအဲ့လိုမျိုးဖြစ်လာလိမ့်မယ်ကျွန်တော် Hus Asian ကိုရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ Estonia နဲ့ Shannon Rover ပွဲအဲ့တော့ Estonia ဆိုတာ Albania Club ဖြစ်ပါတယ် Shannon Rover က Ireland Club ဖြစ်တယ်နှစ်သင်းလုံးကချန်ပီယံလိတတိယဆင့်ခြေစစ်ပွဲကထွက်လာကြတဲ့တင်းတွေဖြစ်တယ်နှစ်သင်းလုံးကချန်ပီယံလိဒုတိယဆင့်ခြေစစ်ပွဲကထွက်လာကြတာအဲ့တော့အိမ်ဝင်းကိုအားကိုးပြီးကစားတဲ့အလေးထားရှိတဲ့နှစ်သင်းဖြစ်ပါတယ် Shannon Rover ပထမကျော့ကစားတဲ့ခါမှာ31နဲ့ကိုဂိုးပြတ်နိုင်ထားတယ်အဲ့တော့ Shannon Rover အဝဝင်ကစားပုံလည်းမကောင်းပါဘူး Estonia လည်းပဲအဝဝင်ကစားတာမကောင်းဘူးအိမ်ဝင်းရောက်ရင်တော့သူကအတကယ်ဖွင့်ကစားတာပွဲဖြစ်တယ်အခုဒီဘက်မှာ Estonia က level 80တောင်ပေါက်ကြီးပေါက်တယ်ကျွန်တော်အခုဒီဘက်မှာ Asian Estonia ကိုရွေးချယ်တယ် Estonia ကိုကြိုက်ပါတယ်ပြီးရင်ဂိုးပေါင်းအပေါ်လည်းကြိုက်ပါတယ်ဒီပွဲလည်းကျွန်တော်2မျိုးရွေးချယ်ထားတယ်ဒီလိုမျိုးကျွန်တော်နဲ့အကြံရှင်းတူခဲ့မှာဆိုရင်ဘယ်ဟာအာသန်နဲ့တင်ကစားကြည့်ပေါ့နော်โอเคဒီလောက်ပါပဲအဲ့တော့ company ပွဲတွေတော့ရှိတယ်ကျွန်တော်မတင်နိုင်တော့ပါဘူး